ကျွန်တော် channel ကနေအခုတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့မုတ်ဆိုးဖိုးတင်နဲ့မြို့သားကြီးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကလည်းအိမ်ရှိချံဝိုင်းကိုပြစ်ပေါ်မှာထိုင်ပြီးတော့တယောက်တည်းပြင်းကြီးငင်းငွေသွားနဲ့အိမ်ရှိလမ်းမပေါ်ကိုအကြည့်ပို့လို့ရလမ်းသွားလမ်းလာလေးကိုကြည့်ရှုနေမိတာပေါ့ဇနီးဖြစ်သူကလည်းကျွန်တော်ရဲ့မိဘများအိမ်ကိုသွားတယ်တာရင်ဖြစ်တဲ့ကျွန်တော်ထပ်ပင်သူကတော့ကျွန်တော်မိဘများပေါ်မှာတာသမီတာဝန်ကျေသူဖြစ်ပါတယ်3ရက်4ရက်တစ်ခါလောက်သွားပြီးတော့လဲချော်စရာဖို့စားတွေကိုလည်းရှော်ဖို့ပေးခြင်းအိမ်တွင်းအိမ်ပြင်တန်ရှင်းရေးလုပ်ပေးခြင်းစားတဲ့အလုပ်များကိုလည်းသွားလုပ်ပေးတတ်တယ်လူကြီးများနဲ့လည်းမပြင်းမကြီးစကားထိုင်ပြောတတ်တယ်ကျွန်တော်ရဲ့ငယ်ဘဝအကြောင်းအရာများကိုလည်းမေးမြန်းပြီးတော့အိမ်ပြန်ရောက်ရင်လည်းစနောက်တတ်တယ်ငယ်စဉ်ကလည်းကျွန်တော်ကတော့မိဘများနဲ့စိတ်ဆိုးပြီးတော့ရွာကနေထွက်ပြေး၄နာရီခန့်ခီးသွားမယ်ဦးလေးကိုရွာကိုလည်းထွက်ပြေးပြီးတော့ဦးလေးအိမ်မှာခက်တီတီတက်နေတာဦးလေးကလည်းကျွန်တော်သူတို့အိမ်လာတာကိုမိဘများသိသလားမေးတော့လေမိဘများကိုခွင့်တောင်းပြီးတော့လာကြအောင်ခက်တီတီလိန်ပြောတော့လေအဝိတ္တတဲ့ကိုတစ်ခုနဲ့ရောက်လာတာမဟုတ်လို့လည်းမယုံတာကြောင့်အိမ်ကိုတော့သူကိုယ်တိုင်အတင်းလိုက်ပို့တယ်လေကျွန်တော်ပြောက်သွားတာကြောင့်လည်းမိဘများကတော့ရွာတွင်းရွာပြင်မှာခေါင်းမီးတောက်အောင်လိုက်ရှာကျွန်တော်ကမတွေ့တဲ့အတွက်လည်းအလွန်ပူပန်ပြီးတော့ကျွန်တော်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့တိုင်မှာကပ်ပြီးတော့လဲစောပလို့တီးခံရတယ်ကျွန်တော်ကလည်းထိုကဲ့သို့ဖြစ်ပြများကိုဟာသားလုပ်ပြီးတော့လဲစနောက်နေတဲ့သူဖြစ်ပါတယ်သားကောင်များရလာရင်လည်းကျွန်တော်ပေးခိုင်းစရာမလိုသူကိုယ်တိုင်ချက်ပြုတ်ပြီးတော့သွားပေးတတ်တယ်လေကျွန်တော်ကတော့အိမ်ရှိလမ်းမကြီးပေါ်ကြည့်ပြီးတော့စိတ်ကူးများလည်းဟိုရောက်ဒီရောက်နဲ့မျောချင်းရမျောရွက်လင့်နေတဲ့အချိန်မှာတော့15 16အရွယ်ခန့်ရှိတယ်လူငယ်5 6ယောက်ကလည်းအိမ်ရှိရနေဖြတ်သွားကြတယ်လူငယ်သူများကလည်းရှင်းလိုက်ကြောင်လိုက်ကနေပြန်လာခြင်းပဲဖြစ်ပါတယ်လေးပိတ်သားခန့်ရှိတဲ့ကြောင်တကောင်ကိုလည်းဝလုံးရှို့ပြီးတော့ရှေ့တစ်ယောက်နောက်တစ်ယောက်ထမ်းလာကြတယ်တယောက်တည်းထိုင်းရင်နိုင်တော့လဲလူငယ်တို့တပါဝါသူတို့ရလာတဲ့သားကောင်ကိုကြွားလို့ခြင်းကြောင့်လဲကျွန်တော်သိလိုက်ပါတယ်အမောင်တို့တိုးကြောင်အတော်ကြီးပါလားကွာမင်းတို့ကလည်းတဲဟုတ်ပါကျွန်တော်နဲ့တီးတဲ့မောင်တို့ကိုလည်းနှုတ်ဆက်စကားပြောလိုက်တော့လူငယ်များကလည်းရက်လိုက်တယ်လေမုတ်ဆိုးတယောက်ကချီကျူးစကားပြောတဲ့အတွက်လဲသူတို့အဖွဲ့စိတ်ထဲမှာဝမ်းမြောက်ဂုဏ်ယူသွားကြတယ်အစကတော့ရှင်းလိုက်မလို့သွားကြတာပဲနီးကြားကြောင့်လဲဒီကောင်ကြီးရလာလက်မှုခြုံနယ်တွေတက်နေတဲ့အပေါ်ကကြောင်ကအိတ်နေတာလေအဲ့ဒီမှာနီးကြားကလည်းအတင်းဆော့ဟုံတော့ဘာကောင်များရှိမလဲလို့အပင်ပေါ်ကခြုံကိုလေးခွာနဲ့ဝိုင်းပြကြကြောင်ကြီးလဲထွက်လာတာပေါ့ဗျာလေးခွာနဲ့ပြတော့အောက်ကိုခုံချတာနဲ့နီးကြားကလည်းကြောင်ခုံမဲ့နေရာကိုကွက်တီစောင့်ပြီးတော့ကြိုက်တာနီးကြားကလည်းရှင်းလိုက်တာလဲကောင်းတယ်ကိုကြီးတို့မောင်ပြတော့မှနီးကြားဆိုတဲ့ခွေးကိုသတိပြုံးမိအနီရောင်အမွေးတို့မျက်နှာပေါက်ခတ်ဆိုးဆိုးနဲ့ခွေးတကောင်ရှာကိုတေးတဲ့ထော်ရင်းနဲ့ထမ်းထားတဲ့တောကြောင်ကိုမော့ကြည့်နေခွေးပုံစံလည်းတက်တီကောင်းမဲ့ပုံမဲ့လေလူငယ်များကလည်းကျွန်တော်ကိုနှုတ်ဆက်ပြီးပြန်သွားကြတယ်နီးကြားနဲ့ဆက်ဆက်ပြီးတော့လည်းကျွန်တော်အဖေရဲ့အမကြီးကျွန်တော်အကြီးမွေးထားတဲ့ခွေးတကောင်အကြောင်းကိုလည်းသတိရမိအကြီးတို့ကလည်းကျုပ်တို့ရွာမှာနေထိုင်ခြင်းမဟုတ်ဝဘိုးတောင်တို့ခေါ်တဲ့ရွာဖြစ်တယ်လေအင်ကြီးကတော့10အိမ်လောက်သာရှိတဲ့ရွာငယ်လေးဖြစ်ပြီးတော့ဆက်သွယ်ရေးအလန့်ဝေးတဲ့ရွာငယ်လေးရွာလည်းတောင်ပေါ်ရွာငယ်ဖြစ်ပြီးတော့လည်းရွာရဲ့တောင်ပတ်ချလေးမှာလည်းခြုံနယ်တွေကလည်းတောထနေအိမ်များကလည်းတိမ်နဲ့တိမ်လှမ်းဝေးတဲ့နေရာမှာရှိတယ်အကြီးတို့မှာလည်းကြက်ငှက်တွေမွေးမြူထားသည်မှာလည်းအကြီးအသေးပေါင်းရင်တော့အကောင်80လောက်ရှိတယ်ကြက်များတို့တော့ခြံနဲ့ဝင်းနဲ့မွေးခြင်းမဟုတ်လွတ်ပြီးမွေးခြင်းလေအဲ့တဲ့ခါမှာတော့အိမ်ဘေးမှာရှိတဲ့တစ်ပင်ဘုံတက်အိတ်ကြအစာဆိုပြီးတော့လည်းဟိုဒီပတ်တီကျွေးစရာမလိုကြက်များကလည်းတောဆက်ကိုဝင်ပြီးတော့သူ့ဘာသာသူရှာဖွေစားတောက်ပြီးအိတ်ချိန်ရောက်မှပြန်လာကြကြက်သမားများအတွက်လည်းကြောက်တီကတော့တခြားမဟုတ်ပါဘူးခွေးအောက်ကိုအထူးကြောက်တက်တော်ဝါတွေထဲမှာခွေးအားလည်းထူးဆန်းတဲ့တက်တော်ဝါလေးခွေးအားလည်းတောခွေးများလို့စီလုံးခြင်းမရှိတက်တီနေတဲ့အကောင်များဖြစ်ပြီးတော့သားကောင်ကြီးတွေကိုအမဲမလိုက်ဝင်တောနဲ့ရအရက်မှလည်းမနေလူတွေနဲ့မနီးမဝေးတောမှနေထိုင်ကြညအချိန်မှာစာရှာထွက်တက်ပြီးမိုးမလင်းခင်သူတို့ခိုအောင်ရကိုပြန်တက်တယ်လေခွေးအားများကလည်းမြေကြီးကျင်းတူးပြီးတော့လှိုင်ကောင်းထဲမှာနေကြခွေးအားရဲ့ထူးခြားချက်ကတော့တက်တော်ဝါများကိုအသားစားတက်တော်ဝါအသီးစားတက်တော်ဝါဟူ၍ရှိတော်လေခွေးအားတော့လူကဲ့သို့အစုံစားတယ်ကစုံဦးမောင်လာဦးလည်းတူးပြီးတော့စားတတ်တယ်ကြံမင်ဆိုရင်လည်းအရေးဆုပ်ပြီးတော့အရေးကုန်တဲ့အခွန်တွေကိုထွေးထုတ်ပြီးကြံရင်ဆုပ်တတ်သေးတယ်ခွေးအားကိုလည်းအသားစားတက်တော်ဝါများမစားကြဘူးလေတချို့ကလည်းအသားကနန်းတယ်လို့ဆိုပြီးမစားဘူးပြောသလိုတချို့ကလည်းခွေးအားမျက်လုံးမှာပုံနှကမျက်ရှင်ပါတယ်လို့ဆိုကြသူ့ကိုစားမဲ့အကောင်နဲ့ဆိုရင်မျက်လုံးချင်းဆိုင်ကြည့်ပြီးတော့ညှို့လွတ်လိုက်ခြင်းကြောင့်လည်းသူ့ကိုမစားအောင်လုပ်တယ်လို့လည်းပြောကြပုံနှကမျက်ရှင်ပါတယ်မပါတယ်တော့မပြောတတ်ပါဘူးတစ်ပင်ပေါ်ကြက်များအိမ်နေတော့အောက်ကနေကြက်ကိုစိုက်ကြည့်ပြီးခွေးအားစိုက်ကြည့်ပြီးတော့မကြခင်မှာအပင်ပေါ်ကနေကြက်ကပြုတ်ကျလာတော့အမှန်ပဲပုံနှကမျက်ရှင်နဲ့ညှို့ပြီးတော့ပြုတ်ကျသလားတခြားအကြောင်းကြောင့်ပြုတ်ကျသလားတော့ဘယ်သူမှလည်းအတက်မပြောနိုင်ဘူးနေခင်းဘက်မှာရှောက်သွားနေခြင်းကလည်းမရှိဘူးလေမျက်စိမှုံ၍လည်းရှောက်မသွားခြင်းဖြစ်တယ်အမောင်အမြင်အာယုံဆူးချတဲ့အတွက်လည်းအလင်းမှာလုံးဝမှုန်နေလေပါနဲ့တာလည်းသူမတီအောင်ပါနဲ့ပါတယ်တော်လာနေကြလမ်းကိုလည်းတေချာမှတ်ထားပြီးတော့ခြေရလက်ရပြည့်ရင်းနေအဲ့ဒီလမ်းကနေရှောင်ကွင်းတုတ်ကိုင်းလိုမျိုးဒုက္ခကိုင်းတစ်ခုကိုင်းညွန့်နေရင်လည်းရှောင်ကွင်းသွားတဲ့အထိလည်းသတိကြီးတဲ့အကောင့်နေလေကျွန်တော်ရဲ့အကြီးမားလည်းကြက်များစွာမွေးမြူထားတော့လေညပိုင်းခွေးအလာရင်လည်းစိတ်ပူစရာမလိုအကြီးမားလည်းခွေးမတကောင်မွေးထားပြီးတော့အလွန်အမဲကောင်းတဲ့အိမ်လုံးနဲ့ခွေးလေဖို့တင်းခွေးကြက်များကိုလည်းအိမ်ကိုမကြခဏကိုက်ယူလာတတ်တခါတလေဆိုရင်လည်းကြီးပေါက်လေးများကိုပင်ကိုက်ယူလာတဲ့အထိအမဲကောင်းပြီးတော့လည်းအိမ်သားကိုခွေးအများကိုလည်းအလာမခံခွေးမကြီးကလည်းမဲကောင်းလုံးတာကြောင့်သားပေါက်ရင်လည်းသူ့တကောင်ပေးပါငါတကောင်ပေးပါနဲ့တောင်းတဲ့သူကလည်းမနေဘူးလေဇီးရှိလာတဲ့ခါမှလည်း3 4 5ကောင်မွေးတော့လေ4ကောင်တေးသွားပြီးတကောင်နဲ့သာအဖက်တင်တဲ့အတွက်တခြားသူများကိုလည်းမပေးတော့ပဲကိုယ်တိုင်မွေးထားခွေးလေးကလည်းအမဲရောင်ဖြစ်ပြီးတော့တကောင်နဲ့နှုတ်ဆိုရတဲ့အတွက်ဝါဖိနေတာပေါ့တဖြည်းဖြည်းကြားလေးကြီးလာတဲ့ခါမှသူ့အမေလိုပဲအမဲကောင်းတယ်လို့လည်းမျှော်လင့်ထားကြနာမည်ကိုလည်းကြားလေးလိုပေးထားတယ်လေကြားလေးကလည်းနာမည်နဲ့လိုက်အောင်အလျားရှိရှိဒေါင်းမြင့်မြင့်နဲ့ခွေးကြီးတကောင်ဖြစ်လာတယ်ဟောင်းရင်လည်းသူ့အတန်ကြီးကဟိန်းနေတဲ့အတွက်ကြားလေးကအားကိုးရမယ်ခွေးတကောင်လို့တွေးပြီးတော့အကြီးတို့မိသားစုကလည်းပျော်နေကြတာပေါ့ခွေးလေးကြီးလာတဲ့အချိန်မှာခွေးမကြီးကတော့မမျှော်လင့်မဲနဲ့မွေးကြိုက်ပြီးတော့တေသွားခဲ့ခွေးမကြီးတေသွားပြီးတပတ်ခန့်ကြာကြက်ကိုလည်းခွေးအားဝင်ဆွဲတာပေါ့ကြက်များလန့်ဖြတ်အော်တန်ခွေးရဲ့ပါဇက်ပြဲမှာကြိုက်ပြီးတော့ပါသွားတော့လည်းမသိဘဲနဲ့အော်တဲ့အတန်ကြီးစုညံပေါ်လို့ရိုက်ကုန်တာပေါ့တအိမ်လုံးကလည်းနိုးလာကြကြက်ကိုခွေးရဝင်ဆမ်းမှန်းတီးတာကြောင့်ရလို့ရညာအော်ဟစ်တာပေါ့အိမ်အောက်မှာအိတ်နေတဲ့ကြားလေးဟောင်းတန်ကိုမကြားရတာကြောင့်ရှုတိုက်တယ်ကြားလေးရှုအိမ်အောက်ကိုဆင်းပြီးလူတန်ပေးပြီးတော့အားမြင့်တော့လဲကြားလေးကတော့အိမ်အောက်မှာငူငူကြီးထိုင်ပြီးတော့ဟောင်းလဲမဟောင်းအတန်လဲမပေးပဲရှိနေကြားလေးကစိတ်မရဲသေးလို့ဖြေတွေးပြီးတော့နောက်တစ်ဖြည်းဖြည်းစိတ်ရဲလာလိမ့်မယ်လို့တွေးထားတာပေါ့နောက်တစ်ချိန်လဲကြက်ကိုခွေးအားဝင်ဆွဲပြန်တယ်အခုတစ်ချိန်လဲကြားလေးကတော့ငိမ့်သက်စွာနဲ့တိတ်ဆိတ်စွာနဲ့ငူငူကြီးထိုင်ကြည့်နေတာ
ခွေးရများနောက်ကိုဟန်ပြမလိုက်တီကိုထဟောင်းတမ်းမယ်မပေးဘူးလေကြက်ကိုလည်းခွေးရဆွဲပြီးတနားရီလောက်ကြာတော့မှကြားလေးရဲ့အောင်မြင်ခံရလာတဲ့အတန်ကြီးကလည်းဟိမ့်ထွက်လာ3-4ချိန်မကလည်းထိုးပုံစံဖြစ်လာတဲ့ခါမှာတော့အကြီးတယောက်ကတော့ကြားလေးရဲ့အပေါ်မှာသီးခံနိုင်စွမ်းကုန်သွားခဲ့ပြီစောင်းနေကြခွေးရများကလည်းကြက်ကိုထက်လာပြီးဆွဲတာပေါ့ကြားလေးကလည်းပုံမှန်အတိုင်းငူငူကြီးထိုင်နားမလဲသူလှုပ်နေတလောက်တောင်အမဲကောင်းတဲ့ခွေးကဲအကြီးကလည်းချိန်လုံးနဲ့သူ့ခွေးကြားလေးကိုစိတ်ချလက်ရှိလွှဲပြီးရိုက်ရမှာတော့တောက်လျှောက်အတန်တိတ်နေတဲ့ကြားလေးထန်ကနေနာကျင်စွာထွက်လာပြီးတော့ကြားလေးကလည်းတကိန်ကိန်နဲ့လှိမ့်အောင်နေတာပေါ့နောက်ပိုင်းမှာတော့3-4ချိန်ကြက်ကိုခွေးအားဆွဲတိုင်းလဲကြားလေးကလှိမ့်ရိုက်တတ်တယ်ကြားတကောင်လိုရဲချင်းအောင်ကြားလေးလိုနာမည်ပေးမိပါတယ်ကြားတော့ဖြစ်မလာပဲနဲ့ဖွတ်ကြားပဲဖြစ်လာတယ်ကဲအကြီးတယောက်ကလည်းသူ့ကြက်များခွေးအားဆွဲခံရတိုင်းမဟောင်မဲငိန်ကုန်နေတဲ့ကြားလေးကိုရိုက်တာပေါ့တညမှာတော့ကြက်ကိုလည်းခွေးအားဝင်ဆွဲတယ်အကြီးကလည်းအိမ်ရောက်ကိုဆင်းလာတာနဲ့ကြားလေးကတော့သူ့ကိုမရိုက်ရပဲနဲ့တကိန်ကိန်အော်ရင်းနဲ့အကြီးရဲ့ချိန်ချက်ကနေဝေးရကိုထွက်ပြေးသွားတာပေါ့ထို့ကြောင့်ကလည်းကျွန်တော်တို့အိမ်ကိုအကြီးလာစဉ်ဟာသူ့ခွေးကြားလေးအမဲကောင်းပုံကောင်းကြောင်းရီပွဲဖွဲ့ပြီးတော့လည်းပြောမိကြတယ်လေသူ့အမေကအမဲကောင်းတော့လဲကြားလေးကတော့တက်တီနေတဲ့ခွေးပေါ်ကြီးဖြစ်နေတာကျွန်တော်ကလည်းတောကြောင်ရလာတဲ့အမဲကောင်းနဲ့ညီကြားနဲ့ဆက်ဆက်ပြီးတော့လဲကြားလေးဆိုတဲ့ခွေးပေါ်ကြီးအကြောင်းကိုတွေးမိခြင်းပဲဖြစ်ပါတယ်ကျွန်တော်ကတော့အမဲလိုက်နားတာမဟုတ်လို့လဲအိမ်မှာပဲအိတ်လိုက်စားလိုက်နဲ့စိန်ကြတာပေါ့အောင်ဖေကလည်းအိမ်ကက်တယ်လို့မရှိကပ္ပိယာကြီးဥတန်လုံးထံကိုအချိန်ပြည့်သွားနေတာလေအမဲလုံးကလည်းခဏတစ်ဖြုတ်မျက်နှာလာပြပြီးနှုတ်ဆက်ပြန်တယ်တခုတော့မနက်ခင်းပိုင်း7 နာရီခန့်မှာတော့လူတယောက်ကျွန်ုပ်ခြံရှိကိုရောက်လာပြီးကျွန်ုပ်နာမည်ကိုခေါ်တာပေါ့မိုးစိုးကြီးဖိုးတေဒီအိမ်ကမိုးစိုးကြီးဖိုးတေတို့အိမ်ဟုတ်ပါသလားဗျဟုတ်ပါတယ်ခွေးမွေးမထားပါဘူးရဲရဲတာဝင်ခဲ့ပါမိတ်ဆွေအသက်ကတော့40အရွယ်လေးအရက်ပုပုခေါင်းမှာလည်းတပတ်တစ်ထည်ပေါင်းထားပြီးကြောမှာလည်းပလိုင်းတစ်လုံးလွယ်ထားတာထိုလူကိုကြည့်လိုက်တာနဲ့တောင်ပေါ်ကချင်းလူမျိုးတယောက်လိုလည်းဖော်ပြနေတာပေါ့ကျွန်တော်ဇနီးကလည်းဧည့်သည်ရောက်တာမလို့ယင်းနေကျဲကိုလာချပေးတယ်ဧည့်သည်ကလည်းကျွန်တော်ရှေ့မှာဝင်ထိုင်လိုက်တာပေါ့ကျွန်တော်တခါမှမတွေ့ဘူးတဲ့မျက်နှာဖြစ်နေကျွန်တော်ကလည်းယင်းနေကျဲတစ်ခွက်ငှက်ပြီးတော့ကန်းပြီးတော့တောက်ရန်လောကပြုတ်လိုက်တယ်လေငါနာမည်ကန်ထုလို့ခေါ်တယ်ချင်းနာမည်တီးတန်တော့ရှိပေမဲ့မင်းတို့ခေါ်ခက်လိုက်ကန်ထုလို့ပဲခေါ်ပေါ့မင်းကမုတ်ဆိုးကြီးဖိုးတေတာတေးကြလားတော်တော်ငယ်သေးတာပဲသူစကားပြောသည်ကိုလည်းရိုင်းတယ်လို့လည်းပြောမရဘူးလေရိုးရိုးရှင်းရှင်းနဲ့ဟန်မဆောင်မဲစိတ်แท้ရှိရအောင်ဒိုအိုးပေါက်ပြောတတ်ကြတာကျွန်တော်ကဖိုးတေပါကိုကန်ထူဒီကိုလာတာဘာကိစ္စများရှိလို့ပါလဲပြောပြမယ်မုတ်ဆိုးရဲ့မင်းကိုတွေ့ကျင်လို့လည်းလာခဲ့တာ2 ရက်ခီးလောက်ရှိငါလာခဲ့တာကလည်းဘရုံးကိုင်းရွာကနေလာခဲ့တာဟာအတော်ဝေးတဲ့ခီးပဲတနေ့နဲ့နေ့တစ်ဝက်လောက်သွားရမယ်ခီးပဲကိစ္စတော်တော်ရေးကြီးလို့လားကန်ထူလိုက်ရရက်ကလည်းတောနယ်ပိုင်းရက်မှာရှိတာလေဘရုံးကိုင်းရွာဒီနေရာကလည်းမြင်မားတယ်တောင်ကြီးများဝင်းရံလျက်ရှိတာကျွန်တော်ကလည်းရွာနာမည်သာကြားဖို့ပြီးဘရုံးကိုင်းရွာကိုတော့မရောက်ဘူးလေထိုမြဝေးလန်လာတဲ့ခီးကနေကျွန်တော်ထံကိုမြည်သည့်အကြောင်းကြောင့်ဒီကူတကရောက်လာသည်ဆိုတာလည်းတွေးမရဘူးကန်ထူကလည်းဘေဘီဝဲရကိုစိတ်မချဟန်နဲ့အရင်ကြည့်ကျွန်တော်တို့ဤသာရှိတာတေချာတော့မှအဖုံးပါတဲ့ကျိန်ပလန်းကိုလည်းအဖုံးကိုဖွင့်ပြတယ်ပလိုင်းတွင်းထဲမှာလည်းအဝတ်စုံနဲ့ပတ်ထားတဲ့ပစ္စည်းတချို့ကိုထုတ်ပြီးတော့ကျွန်တော်ရှေ့မှာချပေးတာလေဒီပစ္စည်းတွေကိုခဏကြည့်လိုက်မဟုတ်ဆိုရိုးရီယာပန်းကနုံများထည့်ထားတဲ့ရွှေလက်ကောက်တစ်ပွင့်ပြီးတော့လည်းညောင်ရွက်ပုံရွှေနဲ့ဆွဲရတစ်ခုဝေသားနဲ့လက်ရမြောက်ထုစစ်ထားတဲ့မင်းသမီးရုပ်ထုတစ်ခုမင်းသမီးရုပ်ထုလေးကလည်းလက်ရမြောက်ပြီးတော့ကိုခန္ဓာအချိုးစစ်ကြနာလှပပြီးနန်းတွင်မင်းသမီးတစ်ပါးရဲ့အဝတ်စားများကိုဝတ်ဆင်ထားခြင်းဖြစ်ကြောင်းမင်းသမီးရုပ်ထုဆိုတာလည်းဆိုရခြင်းပဲဖြစ်ပါတယ်ညာဘက်လက်တစ်ဖက်ကပခုံးပေါ်ကရှော့ကြနေတဲ့ကိုယုံစားကိုပင့်တင်လျက်တခြားဘယ်လက်ကိုတော့ဘေးကိုချပြီးမခုတ်တီကိုရက်နေတဲ့မင်းသမီးလေးရလို့မျက်လွှာချပြီးတော့မခုတ်တီကိုရက်နေတဲ့ပုံဖြစ်နေတာတက်ရှိလူသားဆိုရင်တော့အလွန်လှပမယ်မင်းသမီးလေးတစ်ပါးဖြစ်မှာလေတေးကြတယ်လေနေပါအောင်ကိုကန်ထူရဲ့ကျုပ်ကိုဒါဒီဘာလို့လာပြနေတာလဲကျုပ်မဝယ်နိုင်ဘူးနော်ရောက်မယ်ဆိုမှတော့နင့်ကိုလာပြပါမလားမဟုတ်ဆိုရင်ဒီပစ္စည်းတွေရှိနေတဲ့မူလနေရာမင်းကိုသွားစေခြင်းလို့တကူးတကရောက်လာဘလို့ဒီပစ္စည်းတွေတွေ့ရှိတဲ့နေရာကိုကျွန်ုပ်ကိုသွားစေခြင်းဟုတ်လားတေးချလေးရှင်းပြပါအောင်ကိုကန်ထူရဲ့ကန်ထူကလည်းကျွန်ုပ်ကြည့်နေခြင်းသူ့ပစ္စည်းများကိုကျိန်ပလိုင်းတွင်းထဲကိုပြန်ထည့်ပြီးပြောလာတဲ့စကားကြောင့်လည်းကျွန်ုပ်နားရှုပ်သွားတယ်ကိုကန်ထူပြောလို့တဲ့စကားကိုလည်းကျွန်တော်နားမလည်ဘူးလေရော့ဒါလေးကိုကြည့်လိုက်ကိုကန်ထူကလည်းဗဟေဒီပု္ပ္ပစာဖွဲ့ရတာကိုဝါသနာပါတီလားတော့မစိုးနိုင်ဘူးလေကျိန်ပလိုင်းတွင်းထဲကနေနောက်ထပ်ပစ္စည်းတစ်ခုကိုဂယူးတဆိုင်နဲ့ထုတ်နေတာတခြားကြော်ခန့်ရှိတဲ့တစ်သားပြားလေးတစ်ခုဖြစ်တယ်လေတစ်သားပြားလေးကိုလည်းကျွန်တော်ရှေ့ချလိုက်တော့အံ့ဩပါနဲ့ဖြစ်နေတာတစ်သားပြားလေးကရိုးရိုးတစ်သားပြားမဟုတ်ဘဲနဲ့တောင်ကုန်းတောအုပ်စမ်းချောင်းများကိုတစ်သားအလယ်မှာတွင်းထူထားတယ်လေတစ်သားအတုံးထူကိုလည်းမလိုအပ်သည့်စိတ်ပဲများကိုဖဲ့ထုတ်ပြီးတော့လေထွင်းထူထားတာလက်ရမမြောက်တော့လဲအလွန်စိတ်ရှည်လက်ရှည်နဲ့ထုစီရမှာတော့သိကြတယ်ဒီကလေးကစားစရာတောအုပ်ပုံတစ်သားပပုကကျွန်ုပ်ကဘာလို့ရမှာကျွန်ုပ်မှလည်းစော့စရာကလေးမရှိဘူးပြန်ယူသွားလိုက်ပါကိုကန်ထူရဲ့ကျွန်တော်စကားကြောင့်လည်းစိတ်ပြက်လက်ပြက်နဲ့ဖြစ်သွားတဲ့ကိုကန်ထူကိုလည်းတွေ့ရတာပေါ့ဟာငါကမှားတာပါကွာဟိုတစားဒီတစားနဲ့ပစ္စည်းတွေထုတ်ပြမိတာအစရှင်းပြမှာပဲမုတ်ဆိုးကဇက်ရည်လဲသွားလိမ့်မယ်ဒီတစ်သားပပုကလည်းဖြစ်တယ်လို့ရေးချစ်ထားတာမဟုတ်ဘူးမုတ်ဆိုးရဲ့စောနာငါထုတ်ပြတဲ့ပစ္စည်းတွေရဲ့နေရာကိုညွှန်ပြထားတဲ့မြေပုံတစ်ခုအနေပုံအဲ့ဒီနေရာကိုဘယ်သူကရောက်ဖို့လို့ဒီတစ်သားပပုမြေပုံထုစစ်ထားရတာလေဒီဇလန်ရဲ့အစပေတီးဆိုတဲ့ဗဒုံကိုင်းရွာသားတယောက်ကနေစခဲ့တာပဲသူကတိုင်းရင်ဆေးဆရာတယောက်လေလူဝဲတဲ့ဆေးပင်ဆေးမြစ်တွေကိုတောထဲဝင်ပြီးရှားတာလေသူ့အလုပ်ပဲတောထဲမှာလည်းတပတ်10ရက်နေပြီးတော့ဆေးပင်ဆေးမြစ်ရှာဖို့ပေတီးတယောက်တောတက်သွားခဲ့တယ်တောထဲမှာလိုအပ်တဲ့ဆေးပင်ဆေးမြစ်တွေရှာနေတဲ့ပေတီးကလည်းညပိုင်းတောထဲမှာအိတ်နေချိန်နန်းဝက်နန်းစားတွေနဲ့ရှေးခေတ်ဝက်စားတွေဝက်ထားတဲ့မင်းသမီးတစ်ပါးသူ့ရှိရောက်လာတာပေါ့သူကလည်းလူတယောက်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းခံရတာမို့လို့သူ့ကိုအကူအညီပေးဖို့အတွက်တောင်းပန်စကားပြောလာတာပေတီးကလည်းအစပထမတော့သူ့ကိုတောချောက်တယ်ထင်မိသူ့စိတ်အကြံကိုရိပ်မိလေရောလဲသူကလည်းပေတီးကိုဒုက္ခပေးမဲ့သူမဟုတ်ကြောင်းပြောတာပေါ့သူကတကယ်ကိုဒုက္ခရောက်နေတာမို့လို့အကူအညီပေးဖို့ပြောလာတာမို့လို့လေပေတီးကလည်းမင်းသမီးလေးနောက်ကိုလိုက်သွားတယ်ထူးဆန်းတာလည်းညဆိုပေမဲ့ပုံမင်းကျင်ကလည်းနေဘက်နဲ့မချလင်းနေတာတွေ့ရတော့လေပေတီးကအံ့ဩတာပေါ့ပေတီးကလည်းမင်းသမီးနောက်ကိုလိုက်ရင်းနဲ့သူ့အပြန်လန်းတော့လေပုံမင်းကျင်ကိုမှတ်သားနေတာမင်းသမီးလေးကလည်းတောတောင်ခီးတွေကိုဖျက်တန်းသွားလာတာအမှန်တကယ်သွားရင်3-4ရက်လောက်ခီးသွားမှာဖြစ်ပေမဲ့သူတို့သွားတာကတော့မိနစ်ပိုင်းနေပဲကြာတယ်တဲ့ဒီလိုနဲ့ကြောက်သားတွေနဲ့တီဆောက်ထားတဲ့အဆောက်အုံကြီးတစ်ခုနားကိုရောက်ခဲ့တာ
မင်းကလေးကလည်းအဆောက်အုံကြီးကိုလက်ညှိုးထိုးညွှန်ပြရင်းနဲ့ပျောက်ကွယ်သွားတာလေပေတီကလည်းစက်ခနဲသတိဝင်လာတော့သူအိတ်အားနိုးလာတာဖြစ်ပြီးမင်းသမီးလေးနဲ့စုံရတာ